ရိုးရှင်းပြီးတော့ခင်မိတဲ့ Grower ရဲ့အမိုက်စား portable all-in-one power station battery capacity က1004 watt hour ဝက်အနေနဲ့ဆိုလို့ရှိရင်300 watt peak power ကတော့600 peak power ရဲ့တဘောတော့ power ကတော့ဇိုကနေစက္ကနဲ့ကျွန်တော်တို့စက္ကန့်နည်းနည်းလေးအတွင်းမှာဆွဲလို့ရတာကိုပြောတာပေါ့ charging speed ကလည်း350 watt အထိကျွန်တော်တို့အမြင့်ဆုံးတွင်းလို့ရတယ်အဲ့ဒါအောင်မှကျွန်တော်တို့မကျေနပ်ဘူး charging speed ကို software ကနေပြီးတော့လိုရိုက်ပြီးတော့ကျွန်တော်တို့ adjust လုပ်လို့ရသေးတယ်သူကတော့ဒီပုံမှာဆိုလို့ရှိရင်ဒီမှာ pure sine wave ထွက်တယ်ကျွန်တော်တို့ multi socket တစ်ပေါက်35 watt ကျွန်တော်တို့ type C output နဲ့ USB output နှစ်ပေါက်ပါတယ်အဓိကအားသာချက်ကဘာလဲလို့မေးလို့ရှိရင်သူကဒီမှာဇိုကနေစက္ကနဲ့ကျွန်တော်တို့ဆွဲလို့ရတဲ့လက်ကင်ပုံစံကလည်းဒီမှာ rubber နဲ့ဟိုမှာအောက်ကကျွန်တော် build ပုံစံမျိုးလေးထစ်ကလေးလုပ်ပေးထားတယ်ပြီးရင်ဒီလိုပုံစံမျိုးထားလို့ရတယ်နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ကူလီစနစ်အတွက်မှာလေဝင်တဲ့ဘက်မှာရောလေထွက်တဲ့ဘက်မှာရောသူကပန်ကာတွေတစ်ဖက်တစ်ချက်မှာထည့်ထားပေးတယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ဆိုလာနဲ့အားသွင်းမယ်ဆိုရင်လေ8T ကျွန်တော်တို့90ကျွန်တော်တို့ဆိုလာဝက်220နဲ့အားသွင်းလို့ရတယ်စနေဘုံကနေပြီးတော့60ထိပြအမ်ပီယာကတော့17အမ်ပီယာပြီးရင်ကျွန်တော်ဒီမှာ AC နဲ့အားသွင်းလို့ရတဲ့အထိုက်တကယ်မာမာချာချာရှိတဲ့အထိုင်ငုတ်ပါ power button indicator သူကတော့ software မှာကြည့်ရင်တော့ပို့ပြီးမိုက်တယ် model ကတော့ Grower ရဲ့ Infinity 1000ဆိုတဲ့အဓိပ္ပာယ်ကတော့ watt hour 1000ကိုစားပြုတာပါကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ software နဲ့တစ်ချက်သူ့ကို software လေးတွေကိုတွားပြီးတော့နည်းနည်းဆက်ဆူကလစ်ကြည့်မယ်ဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်က My Energy Power ဆိုတဲ့ software ပေါ့သူ့ရဲ့ဒီ manual မှာဆိုရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင်scan ဖတ်ပြီးတော့ software down လုပ်ရတယ်ဒါတော့သူကပေါ်လာရင်တော့တရုတ် version ပေါ့တရုတ်စာပေါင်းချိန်ထားထင်ပါတယ်ကတော့ကျွန်တော်ကတော့ language ကိုအင်္ဂလိပ်လိုပြောင်းထားတယ် battery percent ရှိတယ်ပြီးရင်ဒီမှာဆိုရင် USB off ကျွန်တော်တို့ AC off တွေကိုဒီကနေလုပ်လို့ရတယ်အဲ့ဒါကိုကျွန်တော်တို့ဟိုဆက်ကတော့သွားလုပ်လို့ရမှာမဟုတ်ဘူးနောက်တစ်ချက်ကကြတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ solar အဝင်နေပြီးရင်ဒီမှာ setting နဲ့ကိုသွားမယ်ဆိုလို့ရှိရင်လည်း charging speed ခုနကျွန်တော်ပြောတဲ့ charging speed ဆိုရင်ဒီမှာ typing ရိုက်ချလိုက်လို့ရတယ်ဥပမာကျွန်တော်က200နဲ့တုံးမယ်ဆို200 confirm ဒါဆိုဒီမှာဒီနားမှာ200ဖြစ်သွားမယ် software update လုပ်ချင်တယ်ဆိုလည်းလုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်လောလောဆယ်တော့မလုပ်ဘူးမစမ်းကြည့်သေးဘူးပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ software လေးနဲ့တော့စမ်းကြည့်ပြီးသွားပြီကျွန်တော်တကယ် reality လုပ်တဲ့စမ်းကြည့်မယ်300 watt ကတကယ်300ထွက်ရလားခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ကပန်ကာပေါ့ AC ပန်ကာ watt 80 80လောက်ဆွဲတဲ့ပန်ကာနဲ့ကျွန်တော်ကဒီမှာ software ကနေပြီးတော့ပဲကျွန်တော်က on ကြည့်လိုက်မယ်အဲဒီမှာနည်းနည်းဒီဒါဆိုရင် web အနေနဲ့ဆိုရင်ဒီမှာသူကဆွဲတဲ့ web စဆွဲတာကတော့80ကျော်90လောက်ဆွဲတယ်ဒီမှာဆိုရင်80ကျော်လောက်ဆွဲတယ်သူကဒီမှာဆို software မှာတော့ web ဘယ်လောက်ဆွဲနေရလဲ on off လုပ်လို့ရတယ်ပြီးရင်ဒီမှာ battery set ရဲ့ temperature ပေါ့ battery ရဲ့ temperature ကလည်းဒီမှာ36 watt ချတယ်ပေါ့ battery temperature ကိုလည်းရတယ်အဲ့တော့ဒီမှာဆိုရင်ပန်ကာတွေလည်းလည်နေတယ်ကဲအာမကန်ကလည်း3နှစ် fully ပါတယ်နိုင်ငံတော် brand Grower ရဲ့ Mysa watt hour အနေနဲ့ဆိုရင်1004 watt hour ပါတယ် all-in-one power station ဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့တွေကို7 electronic ရဲ့ hardware ကိုကြွားလည်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီး